အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့အတွက် Play Store ကိုနောက်ဆုံး update ဘယ်လိုတောင်းမလဲဆိုတာတွေကိုကျွန်တော် sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Play Store ကိုနောက်ဆုံး update လုပ်ဖို့ဆိုရင်ကျွန်တော်တို့ Play Store ကိုအရင်ဝင်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီ profile နဲ့ကိုတစ်ချက်ဆက်ဝင်လိုက်မယ်နော်ချက်ဆက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ setting ဆိုတဲ့အထက်တွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်နော်ဝင်ပြီးရင်ဒီအောက်ဆုံးမှာရှိတဲ့ about ဆိုတဲ့ဟာလေးကို setting တွေကိုတစ်ချက်ဆောင်းလိုက်ဝင်ပြီးရင်တော့ကျွန်တော်တို့ဘယ်ဟာလေးကိုနှိပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီဟာလေးကိုတစ်ချက်နှိပ်ပြရမယ်နော်အဲလိုနှိပ်လိုက်မယ်နှိပ်လိုက်မှဆိုရင်တော့မိတ်ဆွေတို့က update မဖြစ်သေးဘူးဆိုတော့ဒီမှာ update ဆွဲမှာပေါ့နော်အခုဟာကကျွန်တော်ကဒီမှာ up to update ဆိုပြီးတော့ပြနေတယ်ကျွန်တော်ကတော့မလုပ်တော့မိတ်ဆွေတို့ကတကယ်လို့ update လိုချင်နေဆိုရင်တော့ Play Store နောက်ဆုံး update လိုချင်နေဆိုရင်တော့ဒီနည်းလေးနဲ့လိုက်လို့ပြီးတော့နောက်ဆုံး update လေးကိုရပြီလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်